အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ယခုဆိုရင်ပီမန်လို့ခေါ်တဲ့နှင်းဟောင်းကုန်လို့နှိမ့်သက်ကူပြောင်းတဲ့အချိန်ကားကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်ပီမန်လို့ပြရရောက်ပြီဆိုတာနဲ့အလဲဘက်ခီးစဉ်တွေဖျားဘူးခီးစဉ်တွေအစားရှိတဲ့ဖြင့်ကျွန်တော်တို့စီစဉ်စဉ်းစားတွေးတောနေတော့ပြီထင်ပါတယ်အဲ့ဒီလိုအလဲဘက်ခီးစဉ်တွေသွားတော့မှဆိုလို့ကိုယ်နဲ့မကွာယူဆောင်သွားရမယ့်အရေးကြီးတဲ့အရာတွေကိုကျွန်တော်တို့ပြပြတော့မှာဖြစ်ပါတယ်။ဘာတွေအရေးကြီးတယ်လဲဆိုရင်အမူသမားတွေဆိုရင်စာအုပ်အနီဝက်ပါမင့်လိုအပ်ပါမယ်။စာအုပ်အနီဒီရက်90တုန်းထူးမထူးစစ်ဆေးသွားပါ။ဗီဇာတက်တန်းသိလို့မရပါဘူး။ပေါ်ထားဗီဇာဖြစ်ရပါမယ်။ဝက်ပါမင့်တက်တန်းပုံနေလို့မရပါဘူး။အမူသမားတွေအနေဖြင့်ဒီနှစ်ချက်ပြည့်စုံမှုဆိုလို့ရှိရင်တွာလာလည်းပဲလို့ရပါပြီခန်းနဲ့ငါတဲ့နိုင်ငံကိုအမှန်နောက်ထပ်အနေနဲ့ကတော့ CI စားဖို့အစိမ်းရောင်သမားတွေရ90လုံးထူထားပြီးသားဖြစ်ရပါမယ်ဗီဇာတော်ထားပြီးသားဖြစ်ရပါမယ်နောက်ထပ်ပန်းရောင်ကတ်လိုအပ်ပါမယ်နောက်ထပ်ကျွန်တော်တို့ထုတ်ပေးထားတဲ့လိင်လစ်စာရွက်တွေထောက်ထားစာရွက်တွေလိုအပ်ပါမယ်တော့ CI သမားတွေဆို CI သမားတွေကဒီ CI စာအုပ်ပန်းရောင်ကတ်ထုတ်ပေးထားတဲ့စာရွက်စာတမ်းအထောက်ထားစာရွက်တွေအကုန်လုံးလိုအပ်ပါမယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်မိမိတို့မှာပေးထားတဲ့စာရွက်စာတမ်းတွေကိုအကုန်လုံးဆောင်သွားကြည့်ကြပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့တွာလာတဲ့ပတ်မဲ့နေရာကိုချောချောမွေ့မွေ့ဖတ်ဖောက်နေရောက်ရှိမှာပဲဖြစ်ပါတယ်။ဒီခုကြုံတွေ့နေရတာကအများအားဖြင့်လူတော်တော်များများကမိမိမှာစာပဲစာတမ်းအထောက်ထားအကုန်လုံးအပြည့်အစုံရှိတော့ညာအကုန်လုံးမယူလာခဲ့ကြဘူး။ကားပေါ်ရောက်လို့ကားသမားမေးပြီးဆိုတာကြမှာပတ်စပို့ပါလာလားပတ်စပို့တော့ထည့်လာတယ်ဘောပါမမီယူလာကြတချို့ CI သမားတွေဆိုရင် CI စာအုပ်ထည့်လာတယ်ပန်းရောင်ကမထည့်လာဘူး CI စာအုပ်လည်းထည့်လာတယ်ပန်းရောင်ကလည်းထည့်လာတယ်ဘောပါမစာအုပ်မီယူလာရှိလားလို့မေးလိုက်တဲ့အခါမှာရှိပါတယ်မလို့အခုချိန်လုံးမထည့်လာတာကျွန်တော်ဒီလိုအဖြစ်မျိုးတွေမကြခဏကြုံတွေ့နေတာဒီလိုအဖြစ်မျိုးတွေကဘာဖြစ်လို့ကြုံတွေ့နေရသလဲဆိုရင်နေရာဒေသအလိုက်ပဲဒီမျိုးတွေအလိုက်တနည်းတနည်းမတူညီကြပါဘူးတချို့နေရာတွေကြောင့်လည်းအဖန်စီတန်းလို့တော့ဟိုနေရာလည်းဖန်ဒီနေရာလည်းဖန်ဥပမာမဟာချန်တဲ့နေရာမျိုးတွေပေါ့အဲဒီလိုလူတွေကြတော့တိုက်ကိုကနေအောက်ဆင်းတာနဲ့ကိုအခန်းကနေအပြည့်ထွက်တာနဲ့စားစတန်းကိုပတ်စပို့ဘုံတော့အပြည့်စုံယူလာကြတယ်တချို့နေဘက်တောဘက်နေရာတွေကတွေကြတော့လူလိုလည်းနေရတယ်ကိုဗမာပြည်မှာလိုပဲတနခါအခွေးသားနဲ့လုံကြီးနဲ့လူလိုလည်းလုံးဝလူလိုလည်းနေရတယ်အာအစစ်စစ်ပါထောက်ထားပါမင်းများမှမရှိအတိတူလူတွေကြတော့အခုလိုလေဘက်ခီးစဉ်တွေသွားပြီးဆိုတာနဲ့အဖန်စီတွေးလိုက်တယ်အဖန်စီတွေးပြီးဆိုတာတက်တာလေရှေးမကန်ပြီးလက်မကန်ဘူးဟိုလူကိုပုံစားမလို့ဒီလူကိုပုံစားမလို့စာရွက်ကအိမ်မှာကြက်တဲ့တာနဲ့အဲတော့အိမ်ကတော့လည်းရှားတာနဲ့ကျွန်တော်တို့လိုချင်တဲ့ကြီးကိုမရောက်နိုင်ပါဘူးအဲဒီတော့ကျွန်တော်ပြောချင်တာကမိမိတို့မှာခြ
ရှိတဲ့အထောက်အထားစာရဲစာတမ်းစုံမစုံစစ်ပါမစုံလို့ရှိရင်ခီးဝေဝေးလန်လန်မသွားတာအကောင်းဆုံးပါလားမိမိတို့မှာအထောက်အထားစာရဲစာတမ်းစုံတော်များရက်90တုန်းထုတ်ထားလားရေးကြည့်ပါအဲ့ဒါတခုစစ်ပြီးပြောသွားပါကားပေါ်ကကိုမိမိအခန်းကဖတ်တော့မင်းဆိုတာနဲ့ဘုံလုံးမိမိရဲ့စာရဲစာတမ်းတွေကိုအရင်စစ်ပါထောက်စာရဲစုံပြီလားရှိတဲ့စာရဲစာတမ်းတွေပုံစုံပြီလားဘုံလုံးယူလာခဲ့တော့ကိုမစစ်တတ်မဆေးတတ်ဘူးဆိုလို့ရှိရင်မိမိတို့ agent တွေကပေးထားတဲ့စာရဲစာတမ်းတွေယူလာခဲ့ပါထောက်ထားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့အလဲဘက်နေရတရားမှုချောမွေ့ရောက်ရှိမှာပါအခုကျွန်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးတွေကတော့ကျွန်တော်ကိုယ်တိုင်ထိုင်းနိုင်ငံအနှံ့ကားငါးဝန်ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်နေတဲ့သူဖြစ်တဲ့အတွက်ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကိုမျှဝေပေးသွားတာအားလုံးပဲကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့နှလုံးသွင်းရတဲ့ပြည့်စုံနိုင်ပြီးမှန်အလုပ်ဖြစ်ရတဲ့တွေမှာမိမိတို့သွားလာတဲ့ပတ်ချက်နဲ့တရားဘူးကြီးတဲ့နဲ့လက်ပတ်ကြီးစင်နေအောင်မြင်မြင်ချောမွေ့ဖြောင်းပြီးသွားရောက်လေပတ်နိုင်ပါစေ။ချုံမကောင်းရင်ဘုရားကြီးစင်လေးကိုပြန်လာပြရစီ